ငယ်စဉ်ဘွားတွေကထိတ်လန့်စရာတွေနဲ့ရှင်ဆိုင်ခဲ့ရတဲ့ရုံမျိုးစိမ်ရုံလေးတွေကချစ်စရာကောင်းတဲ့မျိုးစိမ်လေးတွေဖြစ်ပေမဲ့သူတို့ရဲ့ဘွားတွေကလူတွေထင်တယ်လို့ကံကောင်းမနေခဲ့ပါဘူးသူတို့ရဲ့ဘွားတွေကကျမ်းမာရေးတော်ချူကြတယ်လို့အထီးကျန်ခြင်းနဲ့တိတ်ဆိတ်ခြင်းတန်တွေကိုခံစားရပြီးတည်ဆုံးသွားတဲ့အထိဖြစ်ခဲ့တာပါအချို့ယုံတွေကတော့မိခင်ရဲ့စိုးရိမ်ပူပန်မှုတွေကနေကြောက်စရာကောင်းတဲ့နမိတ်ဆိုးတွေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်အဲဆိုရုံလေးတွေရဲ့ငယ်ဘွားအကြောင်းကိုဘဟုတုတတစ်ခုအနေနဲ့ဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုတော့ဗီဒီယိုလေးကိုစုံထိအတူတူလိုက်ကြည့်ကြရအောင်ပါရုံမကြီးဟာသူ့ရဲ့သားသမီးရုံငယ်လေးတွေကိုမြေကြီးထဲမှာတွင်းထူပြီးထဲကအပေါ်ကနေမြေကြီးတွေပြန်ဖုံးလိုက်တတ်ကြပါတယ်ဒါကအရှင်လက်လက်မြေမြုပ်တာမျိုးနဲ့တူပါတယ်ရုံမကြီးကဒီလိုလုပ်ရတာကလည်းအကြောင်းရှိပါတယ်သူ့ရဲ့သားသမီးတွေကိုတာရဲတရိတ်ဆန်ရဲ့ဘေးရန်ကနေကာကွယ်နိုင်မှုအတွက်ခုလိုမျိုးလုပ်ရတာဖြစ်ပါတယ်လူသားတယောက်ဟာအောက်ဆီဂျင်မရတဲ့မြေကြီးအောင်မှာအချိန်9နာရီခွဲလောက်ကြာအောင်နေထိုင်နိုင်မှာလားဒါပေမဲ့ရုံမကြီးကမြေကြီးတွေကိုသူ့ရဲ့အားလေးနဲ့သာအပေါ်ကနေဖုံးအုပ်ထားခဲ့တာဖြစ်ပါတယ်တွင်းဝကိုပိတ်ထားတဲ့သဘောလောက်သာဖြစ်ပါတယ်လူတွေကိုမြေမြုပ်တယ်လို့မျိုးမြေကြီးတွေကိုဖိသိပ်ထက်ပစ်တာမျိုးမဟုတ်ပါဘူးရုံမကြီးစာရှာထွက်ရာကနေပြန်လာတဲ့အချိန်မှာဒီတွင်းဝမြေကြီးတွေကိုပြန်ဖယ်လိုက်ပါတယ်ရုံမကြီးကဘာဖြစ်လို့ခုလိုမျိုးရုံကလေးတွေကိုမြေကြီးထဲမှာထည့်ထားရတာလဲဒီလိုထည့်ထားလိုက်ရုံနဲ့တခြားတရိတ်ဆန်ကြီးတွေကဒီရုံကလေးတွေကိုရှာမတွေ့တော့ဘူးလားဖြစ်နိုင်ပါတယ်ရုံတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ကနေအနံ့မထွက်သလောက်နေပါပါတယ်အရွယ်ရောက်လာပြီးသားရုံတွေမှာတော့အနံ့ကပိုပြင်းလာလို့သူတို့ကိုခြေအားခံလို့ရပေမယ့်ရုံကလေးတွေမှာတော့အနံ့တက်ကမရှိသလောက်နေပါလွန်တာဖြစ်လို့သူတို့ကိုခြေအားခံမှုတိတ်ပြီးတော့မလွယ်ကူလာပါဘူးဒါကြောင့်လေရုံမကြီးကသူ့ရဲ့သားသမီးရုံကလေးတွေကိုတနေ့တစ်ချိန်အစာလာကျွေးပြီးတာနဲ့တွင်းကိုမြေကြီးတွေနဲ့ပြန်ဖုံးပြီးတော့ထွက်သွားတတ်ကြပါတယ်။သူတို့ကဒီတွင်းရဲ့အနီးနားမှာရှိမယ်ဆိုရင်သူတို့ကိုကထွက်တဲ့အနံ့အသက်ကြောင့်သူတို့ကိုအန္တရာယ်ပေးနိုင်မယ့်တတ္တဝါတွေကအလွယ်တကူခြေရာခံမိသွားနိုင်လို့ပါပဲ။ရုံကလေးတွေကလည်းသူတို့မှာပါတဲ့လေးရိတ်တွေကြောင့်မြေကြီးထဲမှာ24နာရီလောက်ကိုနေနိုင်ကြပါတယ်။တကယ်လို့အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့လာရမယ်ဆိုရင်ဒီတွင်းပေါက်တွေကတခုခုကနေသူတို့တွေထွက်ပြေးလို့ရနိုင်ပါတယ်။ရုံမကြီးကဘလောက်ဝေးဝေးကိုပဲရောက်နေပါစေ။သူသားသမီးတွေရှိရာကိုတနေ့တစ်ချိန်တော့ရောက်အောင်ပြန်လာပါတယ်။ပြီးတော့သားသမီးတွေကိုနှုတ်တိုက်ပါတယ်။ရုံတို့ကအာဟာရတက်ပြေဝလွန်တာကြောင့်တနေ့တစ်ချိန်လောက်နှုတ်တောင်းရရုံနဲ့ရုံကလေးတွေဆက်လက်ရှင်သန်နိုင်ကြပါတယ်။သူတို့ကသူတို့လိုချင်တဲ့ပုံစံတိုင်းမြေတွင်းကိုပြုလုပ်လို့မပြီးသေးခင်မှာဆိုရင်တစ်ခေါင်းပေါက်ကြီးတွေကိုရှာဖွေပြီးတော့လည်းနေထိုင်တတ်ကြပါသေးတယ်။တက္ကပါလုံးမှာတောရိုင်းယုံအကောင်ကြီးတန်း40လောက်ထိရှိကြပါသေးတယ်။ယုံမတကောင်ဟာတစ်ခါသားပေါက်ရင်9ကောင်လောက်သားပေါက်တတ်ကြပါတယ်။ယုံကလေးတွေကကြီးထွားမှုနှုန်းရမ်းမြန်တာကြောင့်အကောင်ကြီးတိုးပွားမှုနှုန်းကလည်းမြန်ဆန်ပါတယ်။ယုံတွေရဲ့ကြီးထွားမှုနှုန်းကသားလောင်ဘဝကနေမိခင်လောင်ဖြစ်ကိုကူးပြောင်းတာမြန်တယ်လို့သူတို့ရဲ့မိခင်ဘဝရောက်ဖို့ကလည်းအခက်အခဲမျိုးစုံကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။